mà bỏ ấy lúc ấy làm như mà ấy là lúc gì sinh ra là lúc biểu ra về chân nhân ta ấy là lúc biểu ra mà về tu lệ ấy đại mấy phi lại đấy ấy rồi nhớ sao vậy cả chân nhân ta ấy sẽ là gì đây về thì mình là拿来ông thắp đi rồi xem vậy nhớ sao vậy chú rồi chơi đấy này tiếp bên ông mà chính sẽ là này con nào lấy lồng mổ lồng đại gì đấy mà khang khang na ấy là gì đấy này ấy sẽ là cha nhà abuse yêu ya đấy này ấy sẽ là đi này cứ nhớ sao vậy cả đó cả anh em áp dụng chỉ về số lượng gì phải ấy sẽ là sẽ đấy con nào ta thấy ta ấy sẽ là này à mà ta mà chán đã ta đó cả lưu đấy anh em nhớ sao vậy cả xem vậy đấy chỉ đấy ấy ta thấy ta mà đấy raga say thìဖြစ်ပွားလာလို့ရှိရင်စိတ်နှလုံးဟာပူပန်လာလိမ့်မယ်ragaဆိုတာဘယ်တော့မှအလိုမကျဘူးတဏှာ raga ဆိုတာအလိုမကျဘူးစိတ်နှလုံးကိုပူပန်စေတတ်တယ်ကိုယ်ဆင်းရဲမှုကိုဖြစ်စေတတ်တယ်စိတ်ဆင်းရဲမှုကိုဖြစ်စေတတ်တယ်အဲ့ဒီကိုယ်နှုတ်နှလုံးကိုပူပန်စေတတ်တဲ့ raga ကြောင့်ဖြစ်ပေါ်လာတဲ့အပူတွေအဲ့ဒီအပူတွေရှိနေမယ်ဆိုလို့ရှိရင်ဘလောက်ကောင်းတဲ့အိပ်ရာပေါ်အိပ်ချမ်းချမ်းသာသာအိပ်ဆက်တာဆိုတာဖြစ်နိုင်ပါမလားတဲ့အဲ့ဒီလိုရာဂဆိုတဲ့အတွင်းပူတွေစိတ်နှလုံးထဲမှာပူလောင်နေတဲ့အပူတွေနဲ့အိပ်ဆက်လို့ရှိရင်သူဟာဆင်းရဲတဲ့ဆင်းရဲရဲ့အိပ်ဆက်ရတာပဲအဲ့ဒီလိုဆင်းရဲရဲ့အိပ်ဆက်ရခြင်းအကြောင်းဖြစ်တဲ့ရာဂဆိုတဲ့တရားကိုငါဟာအရှင်းပယ်ထားပြီးသားဖြစ်တယ်ပေါ့ငါမှစိတ်နှလုံးကိုပူပန်စေတတ်တဲ့ရာဂဆိုတာငါမှမရှိဘူးတဲ့ဆိုလိုတာကမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကဘုရားမှာအတွင်းပူမရှိဘူးပေါ့ခုနကအပြင်ကဘလောက်စိန်ကြကြအတွင်းကအပူနဲ့ဆိုရင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးပေါ့စိတ်နှလုံးအေးချမ်းမှုဆိုတာအပြင်နဲ့သိပ်ပြီးမဆိုင်ဘူးအတွင်းနဲ့ပို့ပြီးတော့ဆိုင်နေပေါ့အပြင်နေထားဘလောက်ကောင်းကောင်းနော်အပြင်နေထားဘလောက်ကောင်းနေအတွင်းသားကပူပန်မှုတွေရှိနေတဲ့ပုဂ္ဂိုလ်တရားမှာဘယ်တော့မှချမ်းသာဖို့ရဆိုတာမရှိနိုင်ဘူးပေါ့အပေါ်ယံရွှေမုံကျဲအထဲကနောက်ချေးခံဆိုတာအတွင်းထဲကအပူတွေစုနေတဲ့ပုဂ္ဂိုလ်တရားရဲ့နှလုံးသားဟာဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူးမြတ်စွာဘုရားကငါရဲ့နှလုံးသားဟာဒါကဆိုတဲ့ပူပန်စေတတ်တဲ့တရားတွေလုံးဝကင်းရှင်းပြီးပြီလုံးဝအကျွင်းကြံမရှိအောင်ပယ်ထားပြီးဖြစ်သည့်အတွက်ကြောင့်ငါဟာချမ်းချမ်းသာသာအိပ်ဆက်ရတာဖြစ်တယ်ပေါ့။ဟောရာဂဆိုတဲ့အပူမရှိလို့ချမ်းချမ်းသာသာအိပ်ဆက်ရတယ်။ထို့တူပဲဒေါသကြောင့်ဖြစ်တဲ့ပူပန်ဆင်းရဲမှုတွေဆိုတာရှိတယ်။အေးကြည့်လေတယောက်နဲ့တယောက်မတည့်လို့စိတ်ကောက်နေမယ်ဆိုလို့ရှိရင်အိပ်ပျော်မှာမဟုတ်ဘူးလေအဲ့ဒီနေရာ။အိပ်မပျော်ဘူးစိတ်ထဲမှာအလိုမကျဖြစ်နေလို့ရှိရင်ဒေါသတွေထွက်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်လို့မရဘူးဘလောက်ကောင်းတဲ့အိယာကြီးကိုတင်ပေးဒီပုဂ္ဂိုလ်ဟာတအုံနှွေးနဲ့စိတ်ဆိုးပြီးတော့ဘယ်တော့မှစိတ်ထဲမှာချမ်းသာမှုရမှာမဟုတ်ဘူးအေးမြတ်စွာဘုရားကငါမှအဲ့လိုတအုံနှွေးရင်ကိုပူနွေးစေတတ်တဲ့ပူလောင်စေတတ်တဲ့ဒေါသဆိုတာငါမှမရှိတော့ဘူးတဲ့လုံးဝဖယ်ရှားထားပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့ငါရဲ့ရင်ဟာအေးနေတယ်ပေါ့အေးနေသည့်အတွက်ကြောင့်ငါဟာချမ်းချမ်းသာသာအေးရတယ်ထို့တူပဲမောဟအမှန်မသိတဲ့မောဟဟာလည်းပဲပြဿနာတွေကိုတက်စေတတ်တယ်ပြဿနာကိုတက်စေတတ်သည့်အတွက်ကြောင့်မောဟဟာလည်းပဲပူလောင်မှုကိုဖြစ်ပေါ်စေတတ်တဲ့သဘာဝတရားတစ်ခုပဲအဲ့ဒီပူလောင်မှုကိုဖြစ်စေတတ်တဲ့မောဟရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှချမ်းချမ်းသာသာအိပ်ဆက်ရတာဆိုတော့မဖြစ်နိုင်ဘူးတဲ့အဲ့ဒီမောဟဆိုတဲ့တရားကိုငါတဏ္ဍာမှာအကျွင်းကြံမရှိအောင်ငါဖယ်ရှားထားပြီးသားဖြစ်တယ်ဒါကြောင့်မို့ငါရဲ့တဏ္ဍာမှာပူလောင်နှလုံးသားကိုပူလောင်စေတတ်တဲ့ရာဂဆိုတာလည်းမရှိဘူးဒေါသဆိုတာလည်းမရှိဘူးမောဟဆိုတာလည်းမရှိဘူးတခြားအကုသိုလ်တွေလည်းမရှိဘူးဒါကြောင့်မို့လို့နှလုံးသားကြည်လင်အေးမြပြီးတော့ငြိမ်းချမ်းနေတာအဲ့ဒါကြောင့်မို့လို့ငါရဲ့အိပ်ဆက်နားနေမှုဟာဘယ်နေရာပဲဖြစ်ဖြစ်အတွင်းကနှလုံးသားအေးချမ်းနေသည့်အတွက်ကြောင့်ဘယ်တော့ပဲဖြစ်ဖြစ်ချမ်းသာနေတာပဲလို့ဒီလိုဟောတာအဲ့တော့ဘုန်းကြီးတို့တွေကအပြင်ပံလေးကိုကြည့်ပြီးတော့ချမ်းသာတယ်လို့ပြောနေကြတာအတွင်းကပူလောင်နေတာကိုလူတွေကမသိဘူးအတွင်းပူနဲ့အပြင်ပူဆိုတဲ့နေရာမှာအပြင်ပူကခံနိုင်တယ်အတွင်းပူကမခံနိုင်ဘူးလောကလူတွေဒုက္ခရောက်နေတာဟာအတွင်းပူကြောင့်ဒုက္ခရောက်နေတာ
အတွင်းပူရှိလာလို့ရှိရင်အပြင်ပူတဲ့ဆိုးတယ်ပေါ့အပြင်ပူတာကတခဏမျှတာပူတာအတွင်းပူပြီဆိုလို့ရှိရင်တသံတရားလုံးဒုက္ခရောက်သွားနိုင်တယ်ပေါ့ဒီအခြေအနေတွေကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကမှာတဲ့အတွေ့အတာမှုတွေမရှိဘူးမုန်းတိမှုတွေမရှိဘူးမှားမှားယွင်းယွင်းဒီတွေ့ဝေမှုကြောင့်မှားမှားယွင်းယွင်းချွတ်ချော်မှုတွေမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအမြဲတမ်းချမ်းသာသာအိပ်ဆက်ရတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်တဲ့နှလုံးသားကိုပူလောင်စေတတ်တဲ့ကိလေသာတွေမကင်းသေးတဲ့ပုဂ္ဂိုလ်ကိလေသာတွေနှလုံးသားထဲမှာမငြိမ့်သေးဘူးဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာဘယ်တော့မှချမ်းသာသာအိပ်ဆက်ရတဲ့ပုဂ္ဂိုလ်ဆိုတာမဖြစ်နိုင်ဘူးလို့ဒီလိုဟတ္တကမင်းသားကိုရှင်းလင်းပြီးတော့မြတ်စွာဘုရားဟောတာအဲ့တော့မြတ်စွာဘုရားရဲ့အဓိပ္ပာယ်ကချမ်းသာသာအိပ်ဆက်ရခြင်းဆိုသည်မှာနှလုံးသားအပူငြိမ့်ပြီးတော့ကိလေသာခတ်သိမ်းငြိမ့်နေတဲ့ပုဂ္ဂိုလ်ရဲ့အိပ်ဆက်မှုသာလျှင်ချမ်းသာသာအိပ်ဆက်ရခြင်းလို့ဆိုနိုင်တယ်ကိလေသာအပူတွေရှိနေတဲ့ပုဂ္ဂိုလ်ရဲ့အစဉ်တမ်းမြင့်တဲ့အိယာကြီးတွေပေါ်မှာအိပ်ပြီးတော့အပြင်ပန်းအပြင်ဇိမ်ကြတယ်ချမ်းသာတယ်လို့ဒီလိုထင်ရတော့လေအတွင်းဘူးတွေနှိမ့်ဆက်နေသည့်အတွက်ကြောင့်ပူလောင်မှုတွေနဲ့လုံးဝနေရလို့သူ့ရဲ့စိတ်နှလုံးဟာအေးချမ်းမှုမရှိဘူးစိတ်နှလုံးအေးချမ်းမှုမရှိသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာချမ်းသာတာအိပ်ဆက်ရတယ်ဆိုတဲ့အဓိပ္ပာယ်မရပါဘူးတဲ့စင်စင်ရဲရဲပဲအိပ်ဆက်ရပါလေတကယ်လည်းပဲလောဘဒေါသမောဟဆိုတာရဲ့အနောက်အချက်ကြောင့်ထိုပုဂ္ဂိုလ်ဟာဘယ်တော့မှချမ်းသာတာအိပ်ဆက်ရမှာမဟုတ်ဘူးစိတ်ထဲမှာအလိုမကျမှုတွေနဲ့လုံးပန်းပြီးတော့အလိုမကျတွေနဲ့ထွေးလုံးပြီးတော့စိတ်နှလုံးဟာပူလောင်နေသည့်အတွက်ကြောင့်စိတ်ငြိမ်းချမ်းမှုဆိုတာလုံးဝမရနိုင်ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကချမ်းသာစွာအိပ်ဆက်ရတယ်ဆိုတဲ့တကယ်အဓိပ္ပာယ်ဟာနှလုံးသားအေးချမ်းမှုရှိမှချမ်းသာစွာအိပ်ဆက်ရတယ်ဒါကရောမောဟစတဲ့ကိလေသာတွေချုပ်ငြိမ်းမှသာလျှင်တကယ်ကိုအေးချမ်းတယ်ဆိုတာကိုပြောလို့ရမယ်ချမ်းသာစွာအိပ်ဆက်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတကယ်ကိုရာဂဒေါသမောဟငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်မှသာဖြစ်နိုင်တယ်ပေါ့လောကလူတွေဟာမအိပ်ရလို့အိပ်သေးတောက်ရတဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားစိတ်ငြိမ်သေးဆိုပြီးတော့တောက်နေရနှလုံးသားအပူတွေအကြောင်းမလို့တညာလုံးအိပ်မပျော်ဘူးတဲ့တောကတွေဖြစ်နေလို့တညာလုံးအိပ်မပျော်ဘူးတဲ့အဲ့ဒီအပူတွေကြောင့်အိပ်မရလို့အိပ်သေးတောက်ပြီးတော့အိပ်ကြနေရတယ်ဒါဟာတကယ်အဖြေမဟုတ်ဘူးတကယ်အိပ်သေးကတော့မြတ်စွာဘုရားရဲ့တရားတော်ဟာဖြစ်တယ်ပေါ့ဘယ်ချိန်ဒီတရားတော်ကိုလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်မယ်ဆိုရင်လောဘတွေလျှော့ချနိုင်မယ်ဒေါသတွေလျှော့ချနိုင်မယ်မောဟတွေလျှော့ချနိုင်မယ်နောက်ဆုံးလောဘ